လီဗာပူးရှုံးကြီးလီဗာပူးကိုငါမဲ့ဖက်မယ်မန်စီးတီးရှုံးကြီးမန်စီးတီးနာ3မဲအကွာမှာနေမယ်ဒါတွေကြားကြီးလီဗာပူးကို4မဲဖက်မယ်ဒုတိယနေရာကမန်စီးတီးကို4မဲအကွာနဲ့မန်ယူကိုဖိအားပြီးမယ်ဆိုရင်ဂရော့နေဝါတာအီတာတာပါလားဟိုစနေနေ့ကကန်လာခါရီမန်ယူစပါရိုးပြီးသုံးသက်ချက်ရှိကိုကျွန်တော်ဇန်နေကသုံးသက်လောက်ပဲပါရီအားလုံးတာလီစောပါဇန်နေနေ့ကမန်ယူကမှလာတော့ကစစ်တွေစပါရိုးအနေနဲ့နေဘက်တိုက်ကရနဲ့သုံးပွဲကစားပြီးသုံးပွဲအနိုင်ရထားတယ်ယူနိုက်တက်တို့ကိုအကောက်ဆုံးအောင်ဆိုင်ဖို့ဆိုပြီးရောက်လာခဲ့တဲ့စပါရိုးကရိုမေရီမလိုလားရဲ့စံပချက်ကိုစပါရိုးအနေငယ်နာထုတ်ပြခံထားပါရီစစ်တယောက်နဲ့ခါတော့မှစပါရိုးမန်ယူကိုနိုင်ဖို့စစမလွေလို့ထောင်မြင်ခပါရီ10ယောက်စစ်တယောက်ဖက်လက်ခရတဲ့အခါမန်ယူတော့ပို့ပြီးလူခါပါရီမန်ယူအတော့ကအနိုင်ရစီဖို့ဂိုဒီကတို့ကကိုဝေမနူဖန်တီမူကနေပြီးအမ်မိုကထမကုတ်ကို30မိနစ်မှာတောင်းယူခပြီးဘရူနိုဖာနန်ဒက်က60မိနစ်မှာအနိုင်တိချစီဖို့ကိုမန်ယူတော့တောင်းယူခပါရီအင်းနင်းပွစင်ကိုရူရှင်းကြီးတွေ့ကြဖို့ဆိုလို့ရှိရကြီးမန်ယူအတော့ကစပောင်းအတော့ကိုနိုင်လေခါစားစစ်တယောက်ရှန်တော့မှာဒန်ဘက်နာဒီနာကွန်ကင်းနေရဲ့စပောင်းအတော့ကမန်ယူကိုရောင်းဆိုင်ဖို့မလွေဆိုစားလူတိုင်းတွေးမိခဲ့ပါလိမ့်မယ်နေဘက်တိုင်းကာရင်နဲ့ခရီးစန်ထောင်းနေတဲ့မန်ယူက10ယောက်ဖက်လက်ခရတဲ့အခါမှာယူနိုက်တက်တို့စား၄ပွဲမြောက်နိုင်ပွဲကိုအီတာတာအနေရလာခရဆိုစားကိုလူတိုင်းဂုတ်ထဲမှာတွေးမိခဲ့ပါလိမ့်မယ်အင်းနေရာမှာမောက်ဆောက်ခေါင်းလေးမဟုတ်တောင်ဆောက်ခေါင်းလေးမဟုတ်ဘဲနဲ့အမှန်တိုင်းမလိမ္မာတဲ့ပရောဖို့ဆိုလို့ရှိရကြီးယူနိုက်တက်စာဒုတိယနေရာကမန်စီးတီးဒါတိယနေရာကဘီလာရိုကိုတုံးမှာပုံဖဲအကွာနဲ့အနှင်းကဲ PR ပြီးနေစောပါရောင်တိုနဲ့အင်းနေရာမှာပရိုရှင်စာကယူနိုက်တက်စာတလောင်းကနေနေမှာကန်ဖို့ဖိုက်တယ်လီဗာပူးနဲ့မန်စီးတီးကိုပွေးစင်စာဇာတော့မှမောငါတော့အခွန်ရေးဆိုရင်ဒါတော့ကိုလေအပြဖို့မလိုပဲဇာတော့ရှုံမိုင်ရတော့အခွန်ရေးပါရအဲလို့ကျွန်တော်တို့စဉ်းစားကြည့်ရှင်းစာကဇာလေးလို့ဆိုလို့ရကြီးယူနိုက်တက်ကိုအင်နိုင်ကချန်ပီယံလက်ဝန်ခွန်ပြရဖို့ဆိုစားကတို့ပြီးလုံးဝအမှန်ကန်ပါရခရီးဆွဲရပါယုံကြည်မှုရပါခရီးဆောင်နေယူနိုက်တက်တို့ကပရီးမီးယားလိဂ်တခွန်ရောဥရောပမှာကောက်လာပါရီဆိုရင်အာဆင်နယ်တို့မန်စီးတီးတို့ကိုတော့မှအနိုင်ရအောင်ကန်ထားတဲ့ယူနိုက်တက်ရဲ့ခရီးဆောင်ကလုံးဝချန်ပီယံလက်ဝန်ခွန်ငါကိုပြရဖို့ဆိုရင်သားတေတာတကားရှိပြီးပါလားအင်းနိုင်ကနေပါတိုင်းနာခရီးဆောင်ထားနေမယ်လို့ချန်ပီယံလက်ဝန်ခွန်မရကြီးဇာတော့ချန်ပီယံလက်ဝန်ခွန်ရပါဘူးလေအလောင်းကနေနေကကန်ဖို့လီဗာပူးရှုံမန်စီးတီးရှုံမန်ယူတော့ဂူစိုက်ကြရမလို့ပါရှုံရတော့လီဗာပူးရှုံကြီးလီဗာပူးကိုငါမဲ့ဖက်မယ်မန်စီးတီးရှုံကြီးမန်စီးတီးနာ3မဲအကွာမှာနေမယ်ဒါတွေကြားကြီးလီဗာပူးကို4မဲဖက်မယ်ဒုတိယနေရာကမန်စီးတီးကို4မဲအကွာနဲ့မန်ယူကိုဖိအားပြီးမယ်ဆိုရင်ဂရော့နေဝါတာအီတာတာပါလားယူနိုက်တက်ရဲ့အခရီးတွေကိုဇပိတ်ထောင်မင်းပါလေချန်ပီယံလက်ဝန်ခေါ်လာဖို့လို့ထောင်မင်းပါလားမဟုတ်ဘဲနဲ့ဇာတောင်းတိကရာချန်ပီယံလက်ဝန်ခေါ်လာလောက်ခဲ့ဖို့လေးဆိုစားဘူးခံမှန်းပြီးလောက်စီချင်ပါရီအားလုံးကတော့ပါကျွန်တော်ဇာနေပါ